အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Jaguar Land Rover Service မြန်မာမှာ Technician နိုင်ပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ Jaguar Land Rover ကားတွေကိုနေ့စဉ်စစ်ဆေးပြုပြင်ပေးတဲ့နေရာမှာကားပိုင်ရှင်တွေအနေနဲ့မကြာခဏပြုလုပ်တတ်လေရှိတဲ့ Service Mistake လေးတွေကိုတွေ့ရတတ်ပါတယ်ဒါတွေကိုရှောင်ကျဉ်နိုင်မှသာလူကြီးမင်းတို့ရဲ့ Jaguar Land Rover ကားတွေရဲ့ performance ကမူလာတိုင်းပဲကောင်းမွန်နေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့မှာတော့ကားပိုင်ရှင်တွေအနေနဲ့ရှောင်ရှားတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားချင်ပါတယ်ခင်ဗျာပထမဆုံးအချက်အနေနဲ့ကတော့အထူးပြုလုပ်ထားတဲ့ diagnosis tool တွေမရှိဘဲနဲ့ကားရဲ့ error ကိုခံမှန်းပြင်ဆင်တာပဲဖြစ်ပါတယ်ခင်ဗျာ Jaguar Land Rover ကားတွေကခေတ်မီနည်းပညာတွေ software တွေကိုအသုံးပြုလာတာဖြစ်လို့ကျွန်တော်တို့ရဲ့ Jaguar Land Rover Service မြန်မာမှာရှိတဲ့ authorized diagnosis device တွေကိုအသုံးပြုပြီးစစ်ဆေးခြင်းအပြင် error ရဲ့အရင်းမြစ်ကိုတိတိကျကျသိနိုင်ပြီးလူကြီးမင်းတို့အတွက်အချိန်ကုန်ငွေကုန်တတ်တာစီမှာပဲဖြစ်ပါတယ်ခင်ဗျာဒုတိယအချက်အနေနဲ့ကတော့ဈေးကွက်ထဲကအရေးသွင်းနေတဲ့အပူပစ္စည်းတွေကိုသုံးစွဲမိရပါမယ်ဥပမာအနေနဲ့ရေသွင်းနေတဲ့ filter တွေကအငြိကျွေးတွေကိုကောင်းကောင်းမစစ်ထုတ်နိုင်တဲ့အတွက်ကြောင့်မလို့ engine performance ကိုကျဆင်းစေသလို engine failure ကိုလည်းဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မလို့ Jaguar Land Rover ကသတ်မှတ်ထားတဲ့ genuine parts တွေကိုပဲအသုံးပြုဖို့အရေးကြီးပါတယ်ခင်ဗျာ။တတိယအချက်ကတော့ dashboard ပေါ်က warning sign လေးတွေကိုလစ်လျူရှုမိတာပါပဲ။မောင်းလို့ရသေးတယ်ဆိုပြီးတော့ဒီတိုင်းထားလိုက်တဲ့အခါမှာတင်းငယ်တဲ့ error လေးတွေကနေပြီးတော့ကြီးမားတဲ့ engine ပိုင်းဆိုင်ရာပြဿနာတွေအထိဖြစ်သွားတတ်ပါတယ်။ဒါကြောင့်မလို့ဒီလို warning sign လေးတွေကိုလည်းလစ်လျူမရှုထားဘဲနဲ့အချိန်မီစစ်ဆေးသင့်ပါတယ်ခင်ဗျာ။နောက်ဆုံးတစ်ခုကတော့ software update ပါပဲ။ကားတစ်စီးကအပြင်ပိုင်းကြည့်ကောင်းနေုံနဲ့လည်းမပြီးသေးပါဘူး။ကားရဲ့အုံနောက်ဖြစ်တဲ့စနစ်တွေ software တွေက update ဖြစ်နေမှာပါ။ JLR ရဲ့ဆောင်ပုံအတိုင်းလူကြီးမျိုးတို့ကားရဲ့ driving feeling က above and beyond ဖြစ်နေမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီလိုအမားတွေကိုရှောင်ရှားနိုင်မှုအတွက်ကျွန်တော်တို့ Jaguar Land Rover Service မြန်မာကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ဒီမှာဆိုရင်တော့ manufacturer ကနေပြီးတော့ direct training ပေးထားတဲ့ technician တွေကနေပြီးလူကြီးမျိုးတို့ရဲ့ကားတွေကို advanced equipment တွေအသုံးပြုပြီးတော့တိကျသေချာစွာစစ်ဆေးအဖြေရှာပေးနိုင်ပါတယ်။ဒါကလူကြီးမျိုးတို့တန်ဖိုးထားတဲ့ Jaguar Land Rover ကားတွေအတွက်အကောင်းဆုံးအဖြေတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။လူကြီးမင်းတို့ရဲ့ Jaguar Land Rover ကားတွေကိုအကောင်းဆုံး view site ပြီးဖို့အတွက် Jaguar Land Rover ရဲ့ authorized dealer တစ်ခုဖြစ်တဲ့ကျွန်တော်တို့ရဲ့ Jaguar Land Rover Service မြန်မာကအများအသင်းရှိနေပါတယ်ခင်ဗျာအမှတ်3အင်းစိန်လမ်းမကြီးလှိုင်မြို့နယ်မှာရှိတဲ့ကျွန်တော်တို့ရဲ့ service center ကိုအခုပဲလာရောက်ခဲ့လိုက်ပြီးဖိတ်ခေါ်ရပါတယ်